Ilya Topuria နဲ့ Paddy Pimblett တို့နှစ်ယောက်ကြားမှာမြေသားပင်ဖြစ်နေတဲ့ Arman Shahrukh Khan မင်္ဂလာပါ Fine Watch Channel ကကြိုဆိုပါရစေ။လာမယ့်2026 ဇန်နဝါရီ24ရက်နေ့မှာ Paddy Pimblett နဲ့ Justin Gaethje တို့ကို Lightweight တန်းရဲ့ကြားဖြတ်ချန်ပီယံလူပွဲတည်ထားပါတယ်။ Justin Gaethje ကအဆင့်4ပါ Paddy Pimblett ကအဆင့်5ပါ။အဲ့တော့အဆင့်1နေရာမှာရှိတဲ့ Arman Shahrukh Khan ကငုံတုံမေးရောပေါ့။ကြားဖြတ်ချန်ပီယံလူခိုင်းတဲ့အကြောင်းရင်းကတော့လက်ရှိချန်ပီယံ Ilya Topuria ကအိမ်တော်ကြီးပြဿနာကြောင့်စိတ်သက်ပိုင်းပြန်လဲတိဆောက်နေရတဲ့အတွက်ကြောင့်လို့ပြောထားတယ်။ဟုတ်ပြီအဲ့လိုဆိုရင် Arman Shahrukh Khan ကိုတော့ချန်ပီယံလူခွင့်ပေးတင်တယ်လို့ထင်ပါတယ်။ဒါပေမဲ့လေဒီနောက်ရေးတဲ့ဇညွန်းထဲမှာ Arman Shahrukh Khan ပါမလာသေးပါဘူး။ UFC ဘက်ကတကယ်တော့ Ilya Topuria နဲ့ Paddy Pimblett တို့နှစ်ယောက်ကိုပွဲတည်ပေးချင်တာပါဒီတိုင်းတန်းပြီးတော့တည်ပေးလိုက်ရင်တိတ်ပြီးမတင်လျော်တဲ့အတွက် Paddy Pimblett ကို Justin Gaethje နဲ့ကြားဖြတ်ချန်ပီယံလူခိုင်းလိုက်တာပါ Paddy Pimblett အနေနဲ့ Justin Gaethje ကိုအနိုင်တွက်ထားဟန်အတူပါတယ်အဲ့တော့ Paddy Pimblett က Justin Gaethje ကိုအနိုင်ရသွားခဲ့ရင် Ilya Topuria နဲ့ချန်ပီယံကပတ်ပေါင်းစည်းပွဲဆိုပြီးတော့ပွဲတည်ပေးဖို့ဇညွှန်းရေးထားတာပါဆိုတော့သူတို့နှစ်ယောက်ကိုပွဲတည်ပေးချင်တာနဲ့ပဲကြားတဲ့က Arman Shahrukh Khan ကတော့ဆောင်ရွံ့ဩပေါ့ဗျာညီကိုတို့အနေနဲ့ရောဘယ်လိုမြင်ကြလဲဗျကောမမှာဝင်ရောက်ပြီးတော့မှတ်ချက်ပေးကြပါဦးနောက်ပြီးတော့အခုလိုမျိုး MMA နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုစိတ်ဝင်စားရဲဆိုရင်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ခဲ့ပါအောင်လို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဗျ